လာပြီအပြန်မလေဒီပြန်မဖြူစင်ရွဲ့ဆောင်ပလောင်တောင်းတောင်းနော်သူ့ရဲ့ရွှေစိန်နော်သူခတ်နေတဲ့ရွှေစိန်သူအပ်ခဲ့တဲ့ပစ္စည်းမပေးလို့ကလေးတွေကိုသူ့ကိုကြိုးအတွက်ဒလန်ပါဆိုပြီးလူတက်ခိုင်းတာနားတော့နော်နားလားအပြန်မလာပြီအပြန်မကသူအမေရိကကိုပြေးတဲ့ချိန်မှာအဲ့မိန်းမတွေကသူ့ရွှေပေးဖို့ကြံတယ်ရွှေပေးဖို့ကြံတဲ့ဟာကိုသူ့ကိုပေးပြီးရတယ်နဲ့မပေးရသေးဘူးဆိုပြီးတက်ခိုင်းတယ်ဘာတော့တက်ခိုင်းတာလဲဆိုတော့အဲ့မိန်းမတွေကိုအလူခံတာတိမ်ပေါင်းများစွာအလူခံတာသူ့ project တွေအလူခံတာမပေးလို့တင်လာဆိုခေါင်းစတက်ပြီးလူတက်ခိုင်းတာနားဆယ်လို့အတန်ဖိုင်ကျက်နေရနော်တန်းဆယ်လို့အတန်ဖိုင်ကျက်နေတယ်အဲ့အတန်ဖိုင်ကိုမပေးသေးဘူးနင်မပြေးနဲ့ဘယ်တော့မှနင်ပြေးလို့မရဘူးနင်တို့တွေကအရောက်တမအောက်တန်းစားတွေအခုပန်းဆယ်လို့နင်ကတော့နေမအိမ်ညမအိမ်ထိုးချတာအဲ့တော့ကနေမှတ်မိရနော်ခုနေနဲ့ပြင်လားဒီကျတော့မိသားပြောမယ်တဲ့ကြားတယ်ဘောတော့ဒီတော့ပဲသူပြောတယ်တော့မဆယ်လို့သူကပုံပွေးနဲ့ပတ်သက်တဲ့ဟာကိုကျွန်တော်တို့ခိုင်းတယ်လည်းရှင်းဖို့ဆိုတော့နော်အဲ့မှာကျွန်တော်တို့အမှားတော့ပါကျွန်တော်တို့တိုက်ခိုင်းတာကိုရှိကြည့်ရကနေကျွန်တော်တို့တက်ဆက်တော့တာအဲ့ကျွန်တော်တို့ကဆက်တော့လိုက်တဲ့အချိန်မှာအဲ့ဘာချလို့ကျွန်တော်တို့အဲ့ထောက်ဖို့ပြီးမယ်ဘယ်လောက်ယူမလဲတော့ပေးတာတယ်ဒီလိုရှင်းတော့ပေါ့ကျွန်တော်တို့ဘာမှပတ်သက်မှုမရှိဘူးနော်ဒီစကားစားတယ်ဒီလိုစီပွားရေးတော့မှသိတာပဲပေါ့နော်အဲ့လေပတ်သက်လို့တော့ဒါလေးပတ်သက်လို့ခိုင်းတဲ့ mission ကြတော့ပတ်သက်လို့ကသူ့ရဲ့ပုံကိုရေးရခိုင်းတဲ့ mission ဖြစ်နေတယ်ဒါပေမဲ့ဒီ mission ကိုနင်တို့စုံစမ်းလိုက်တဲ့အခါကျတော့ဒီရဲ့လူတွေကမရောက်နိုင်တဲ့ပတ်သက်မှုမရှိဘူးအဲ့လိုပြောတာလားမရှိဘူးသူကပထမတလန်ရှင်းဖို့ဆိုကျွန်တော်တို့ခိုင်းတာဒီကြလေးစားပြီးတော့ပေါ့နော်အဲ့ကျွန်တော်ပြင်တော့နေတဲ့ဆုံးတော့ဝင်ရင်ဆုံးတန်းလိုက်တော့ဒီကဘာမှပတ်သက်မှုမရှိဘူးတော့ဆက်တာစားနေတာเขาဝင်တော့ပတ်သိမရှိဘူးပြောတယ်ပေါ့နော်ချောင်းကြဒီနိုင်ငံရေးတဲ့နောက်ပိုင်းတော့တော်ချောင်းလာတယ်ဆိုတော့သူတို့ကဝင်ကျင်လည်းပြောတယ်ပေါ့အဲ့ဒါနဲ့ကျွန်တော်တို့မှဆက်လို့တစ်ခါပြန်ပြောတယ်မကြီးတယ်ဘာမှပတ်သက်မှုမရှိဘူးတော့ဆက်တာစားတယ်တကူလိုလိုနေတယ်ပေါ့အဲ့ချိန်မှာပြောတဲ့ဒီစီပွားရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူတို့ပြောရဲအမရဲ့ဒီကိစ္စပြောရင်တော့သူပြီးတော့သူတို့တခြားပြောတာရင်တော့ဟိုဘယ်သူပြောဒီမှာပေါ့နော်ကျွန်တော်တို့တင်ပြပြောတာလည်းဆိုတော့သူကတန်းတီတော့ဒီလိုသူပစ္စည်းတွေထားခဲ့တာရှိတယ်မှန်တယ်အဲ့ဒီပစ္စည်းတွေကိုဘယ်လိုကောင်းလဲတချို့ကပေးတယ်တချို့ကမပေးဘူးတဲ့ဘောပြောသူကဒလန်လို့ရှင်းခိုင်းလိုက်တဲ့အဖွဲ့ဟာသူစီပွားရေးနဲ့ပတ်သက်တယ်သူစီပွားရေးမြန်မာပြည်မှာထားခဲ့တဲ့ပစ္စည်းတွေကိုမပေးလို့သူကနင်တို့နဲ့ခေါ်ပြီးရှင်းခိုင်းတယ်ပေါ့အဲ့ဒါပေါ့ဟုတ်ကဲ့အဲ့ဒီလူကိုကျွန်တော်တို့နောက်ကနေဆက်သွယ်တယ်ပေါ့နော်ဆက်သွယ်တယ်ကျွန်တော်တို့သူ့လည်းတစ်ခါဆက်သွယ်လိုက်ပြီးတော့နောက်ပိုင်းကျဆက်သွယ်ပြီးကျွန်တော်တို့တချို့နိုင်ငံရေးရောဒီကြပါစေလို့တော့ဘာမှမရှိတဲ့ပါကြောင့်ပေါ့ကျွန်တော်တို့ဒီလိုမေးလိုက်တဲ့အချိန်မှာဘာပြောလာတဲ့ဒီမမဆယ်လို့ဒီစကားပြောပြီးတဲ့နောက်ပိုင်းပေါ့နော်ဘာမှတလို့ပုံပွေးခိုင်းတယ်ဆိုကျွန်တော်တို့တီးတော့ဘာပြောလဲဆိုတော့အစုခံတယ်မှာအဲ့ဒီလူရှိစီပွားရေးလုပ်ငန်းရှင်တဲ့သူတို့ရှင်တော့လည်းဒီမြန်မာပြည်မှာတော့စီပွားရေးတို့လက်တွဲလာတဲ့လူတွေဒီစီတချို့လည်းသူရှိမှထားတယ်တချို့ကမပေးဘူးလို့ဘာဆယ်လို့ပြောတာအမှန်ကဟိုပုံပေးတာဒီတာသူကအစုခံတောင်းတာပေါ့နော်အစုခံတောင်းတာကမပေးဘူးခဏခဏတောင်းအဲ့လိုဒီမတန်းနိုင်ဘူးဆိုတဲ့စကားကိုပြောလိုက်တယ်အဲ့ဒါကြောင့်ပြဿနာရှာတာကျွန်တော်တို့တန်းဆိုပြီးရှင်းခိုင်းတာတော့ကျွန်တော်တို့မလုပ်ဘူးလို့ပြောလိုက်တော့ကျွန်တော်တို့တန်းမလို့နော်ဒါနင်တို့ရဲ့ပုံကိုကြီးအရာမပြေလဲတာကိုလူတက်ခိန်းတာနိုင်ငံရေးနဲ့ပါဆိုင်လို့လေနော်အပြန်မနော်နင်တို့ပုံကိုကြီးစီးပွားရေးအရာမပြေလဲတာကိုဒလန်ကောင်းစင်တက်ပြီးကလေးတွေကိုတင်းခင်းပြီးတော့မှပြည်သူအလူငွေနဲ့ပြည်သူပြန်တက်တာညီကလေးတွေမရှိတော့ဘူးဒီကလေးတွေမရှိတော့ဘူးနော်ပြန်လောင်းနေလောက်ခိန်းတာပြန်လောင်းနေဖမ်းထဲလိုက်တာပြန်လောင်းထောင်နဲ့ရောက်သွားတာပါလေလာမယ်ပြန်လောင်းတက်ဖိုင်နေလာမယ်ဘာလို့ဆိုပြန်လောင်းမလွတ်သေးလို့သိလားပြန်လောင်းအခုလောလောဆယ်စစ်ကြောရေးတွားရလိုက်ပြန်လာလိုက်စစ်ကြောရေးတွားရလိုက်ပြန်လာလိုက်ဖြစ်လို့ပတ်စဲလို့နေလွတ်ပြီးမထင်နဲ့နိမဖြူစင်ကြီးကဲပြောစမ်းပတ်စဲလို့ဖိုင်နေပတ်စဲလို့မဖြူစင်နေပြောစမ်းကလေးတွေကိုနင်တို့ခွေးလို့နွားလို့မြန်မာပြည်က PDF တွေကိုနင်တို့ကိုကြိုးအတွက်အတုံးတွေပြုနေတာပန်းဆဲလို့အခုနောက်ဆုံးပြောလာနင်ရဲ့စီးပွားရေးလုပ်ငန်းရှင်ကိုနင်တက်ခိုင်းဖို့အတွက်ကိုကလေးတွေကိုခိန်းခဲ့တာဖမ်းမိတဲ့ပြန်လွားနင်ကြောင့်ပြန်လွားထောင်ထဲရောက်သွားတာထာမဘာနဲ့ရှင်းမလဲနင်ထပ်လောက်ရင်ထပ်ပြီးအတန်ဖိုင်နေထပ်ပေါ့မယ်နော်နင်စောက်ပေါက်ပိတ်လိုက်တော့နင်အပေါက်ကြီးပိတ်လိုက်တော့ပန်းဆဲလို့နင်စောက်ပေါက်ကိုနင်ပိတ်လိုက်တော့
你到了伊嘛油打吧，人家伊嘛油打吧都，你用俺标了，给半山路饭的，都搞错对，都也西瓜拍过，个里人呢打开开比了嘛，没打别的个里哦，这天 baby 汤来包来的白肚嘞，这天 baby 汤来包来的白肚嘞，你那白七八的时候怕变嘛？啊，但凡啊都是啦，路过来嘛得的是的，那个空用的，有得的，公用。အတန်တက်တယ်နင်တို့ဒီလိုညင်းမယ်ဆိုတာသိလို့လူတက်တယ်အတန်တက်တယ်နော်အောင်ကြောငါနဲ့ရှင်းခိန်ခဲ့တာမြက်အောင်စီတို့အပြောက်ဖြောင်တာထဝယ်ကဆရာဝန်နော်ဘိတ်ကဆရာဝန်ကိုအသေးတက်ခိန်တာအခုဆရာဝန်ထောက်ကြိုးဖြစ်နေပြီအသေးတက်ခိန်တာနင်တို့လည်းမတူရန်တူဆိုပြီးတော့မှအချင်းချင်းကြီးပြန်ထိုးကြတဲ့အမှုတွေမတရားအိမ်သွားရှိတ်ပိတ်တာတော့မှနေအိမ်လိုမျိုးငါအိမ်အဆောင်ဆောင်နဲ့ထားမခံရဘူးနေအိမ်လိုမျိုးငါအိမ်အလုံးလာမပြတ်အထားမခံရဘူးငါအိမ်စောက်ပြတ်တက်နေရပဲသွားကြည့်ရှိတ်ပိတ်ခံရတဲ့ငါအိမ်နဲ့အိမ်လုံးစောက်ပြတ်တက်နေတာပဲအကုန်ကူလာတာကျမတမိန်တရခန့်အဖြစ်မခံနိုင်ဘူးတမိန်ပြီးတရခန့်အဖြစ်မခံနိုင်ဘူးကျမပြည်သူပဲကျမကလေးတွေကိုပို့အော်ပေးနိုင်တယ်ပို့ကူပေးနိုင်တယ်ပို့ပြီးတော့မှနှလုံးသားပေးနိုင်လို့ကလေးတွေကျမကိုမေတ္တာပေးတာပဲရှိတယ်ရှင်တို့ jealousy မဖြစ်နဲ့ချိနဲအတန်ဖိုင်မို့အတန်ဖိုင်မျိုးဗီဒီယိုတွေရောတပုံကြီးဒါပုံကြီးမှတ်တာလူဆိုတာမကောင်းရင်ဖုံးလို့မရဘူးနင်တို့တီလာပါစိတ်ကန်းကိုဒုံကျင်းမဲ့ငါဒီလူတွေငါလည်းမသိရတတ်ပါလားငါလည်းအခုငါနဲ့ကတွဲပြီးတော့မှကျိုးမိတ်ပေးလိုက်ပါတယ်ဆိုပြီးငါ့ကိုလှုပ်တာဒီလူတွေလည်းငါမသိရပါလားဟိုလူလည်းငါမသိရဘူးဒီလူလည်းငါမသိရဘူးငါတော့ကလေးဒဏ်ရလာပြီဆိုဘဒူးပေပေကိုလေးတော့တရားမရီဟိုကလေးတော့ရောက်ဒဏ်ရလာပြီကုပေးလိုက်ပါဟဲ့ကလေးကိုခိုးကုနော်ဘယ်နာနေဘလို့ပတ်ဆိုင်နဲ့ဖိပြီးကလေးတွေကုတာပေါ့ငါတော့ဟိုလူကလည်းဖြစ်လာပြီဆိုကုပေးရတာငါတော့မိခင်စိတ်နဲ့နော်ကလေးတွေညက်ပြီးဆိုကျွေးတယ်ကလေးတွေပြေးပြီးဆိုငါပတ်စံထုတ်ပေးတယ်နော်ကလေးတွေဒဏ်ရာရရင်ငါကုပေးတယ်ငါတော့မိခင်စိတ်နဲ့ညီတို့ကတော့ငါ့ကိုထိုးချဖို့တေချာကြီးကိုပြင်းပြင်းစင်စင်လှုပ်ထားပြီးတော့မှနိုင်ငံရေးအောက်တန်းစားတွေနိုင်ငံရေးအောက်တန်းစားတွေကတော်လှန်ရေးထဲမှာဝင်ပြီးကြီးစိုးနေပါလားလို့အဲ့နေဩတယ်ဆိုတော့အခုနေတော့ဘုံတကားကိုလှုပ်ပြီးမဖြူစင်ကြီးရှင်ရဲ့စီးပွားရေးအတွက်လူတက်ခိုင်းတာမဟုတ်ဘူးဆိုရင်ဘယ်တရားရုံးကျမလာမယ်ကျမမားပါတယ်ဆိုတရားဆွဲလိုက်စမ်းပါကျမကရှင်ကိုဆွတ်ဆွဲပါတယ်ရှင်လူမတက်ခိုင်းနေမနဲ့ကျမတက်ခိုင်းပါတယ်လို့တက်သိရှိရဲ့ကြိတ်တဲ့နေရာနဲ့ဒေါ်အရင်းကိုတရားဆွဲလိုက်ကြိတ်တဲ့တရားရုံးကိုဆွဲတင်လိုက်လာခဲ့မယ်ညငါလာခဲ့မယ်အောက်တန်းစားတွေစောက်ရှိမရှိရဟာတွေနော်အဲ့ဆိုဒါပဲနော်နင်တို့မကျင်တတ်ဘူးဆိုစိတ်တဲ့နေရာတရားဆွဲလာခဲ့မန်နဲ့မားတဲ့ရှင်းငါလာခဲ့မယ်စိတ်တဲ့နေရာငါလာခဲ့မယ်မန်နဲ့မားတဲ့ရှင်းဖို့လာခဲ့မယ်ငါစဆွဲရင်ပတ်စံကုန်တယ်နင်တို့စဆွဲတာထိန်ဆောက်တယ်ကျမတို့အတေးဖြတ်နေတယ်အန်ရင်းမကြီးကျမတို့အတေးဖြတ်နေတယ်ဆွဲမမေ့နဲ့နော်ငါကလေးပတ်စပို့နဲ့ကလေးအယောက်20ရဲ့အတက်ကိုလဲပါတယ်ဆိုတဲ့ case ပါတခါလဲတိတ်မမေ့နဲ့အဲ့ဒါတိမ်မဒေါ်လိုရင်းစာဆင်းလာလို့ရမှာတိမ်ဘိုင်အများပြည်သူများမျက်စိပွင့်ပါလို့ဒါပဲပြောချင်တယ်